အားလုံးပဲမလာပါကျွန်တော်ကတော့ခီးသွားရတာဝါသနာပါတဲ့သူတယောက်ပါအခုကမိုးရင်းရာသီဆိုတော့မိုးရာသီနဲ့လိုက်ဖက်မဲ့နေရာလေးတစ်ခုကိုခေါ်သွားခြင်းပါတယ်အဲ့ဒါကတော့ကရင်ပြည်နယ်ဖားအံမြို့ကကော့ကန်းကူပဲဖြစ်ပါတယ်ခင်ဗျားအားလုံးပဲလိုက်ခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်ကော့ကုန်းကူသည်ကရင်ပြည်နယ်ဖားအံမြို့အနီးတွင်တည်ရှိသောရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်များစွာရှိသည့်တမိုင်းဝင်ထုံးကျောက်လုံကူတစ်ခုဖြစ်သည်ဤကူသည်အေဒီခုနှစ်ရာစုခန့်မှဆက်လက်ခေတ်ဆက်လက်ရာများကိုတစုတဝေးတည်းတွေ့မြင်နိုင်သောနေရာဖြစ်သည်အဓိကအချက်လက်များသည့်နေရာဘားအံမြို့၏အနောက်တောင်ဘက်တန်လွင်မြစ်အနောက်ဘက်ကမ်းကော့ကုန်းကျေးရွာအနီးထူးခြားချက်ဂူနန်ရန်နှင့်မျက်နှာချက်များတွင်ထုလုပ်ထားသောထောင်နှင့်ချီသည့်ရှေးဟောင်းအုတ်ခွက်ဖျားများနှင့်ရုပ်လုံးရုပ်ကြွများထိန်းသိမ်းမှု1958ခုနှစ်မှစတင်ကရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနကထိန်းသိမ်းဆောင်ရှောက်ထားသည့်တမိုင်းကြောင်နောက်ခံကော့ကုန်းကူ၏တမိုင်းကြောင်နှင့်ပတ်သက်လေအောက်ပါတိုင်းယူဆကြသည်မိုးတမမီဖူရာကြီးမြန်မာတက္ကသိုလ်419ခုနှစ်တွင်ပကံတော်ရထာမင်းကတထုံကိုတိုက်ခိုက်ပြီးနောက်မိုးတမမီဖူရာကြီးသည်ဤကူသို့ပုံအောင်ဆောင်တိန်လာခဲ့သည်ဟုဆိုကြသည်မိဖူရာကြီးသည်ဝေကျွေးကြေစေရန်ရည်ရွယ်လေအကျွေးကြေခရာအပါအဝင်ဗုဒ္ဓရုပ်ပွားတော်များနှင့်ရုပ်ကြော်များကိုထုလုပ်လူရန်ခဲ့ကြောင်းတမိုင်းစဉ်အကျဉ်းတွင်ဖော်ပြထားသည့်ရှေးဟောင်းမွေအနှစ်ဤကူအတွင်း၌မွန်ကြောက်စာများဟိန္ဒူဘာသာဆိုင်ရာရုပ်တုများဥပမာဘီဘနိုးပြမှာမဟာပိန်နှင့်ပကံအင်းဝကုန်းပေါင်ခေလက်ရာများကိုပါလေ့လာနိုင်သည်လေးလာကြည့်ရှုနိုင်သည့်အရာများကိုတွင်နှင့်ပတ်ဝန်းကျင်တွင်အောက်ပါတို့ကိုဖူးမြော်လေးလာနိုင်သည်အုတ်ခွက်ဖျားများဂူနန်ရံများပေါ်တွင်စနစ်တကျကပ်လူထားသောရုပ်ပွားတော်ငယ်ပေါင်းထောင်ချီရှိသဖြင့်တောင်းတိုက်ဖျားဟုလည်းခေါ်ကြသည်စင်းတုတော်မျိုးစုံရက်တော်မူထိုင်တော်မူရောင်းတော်မူနှင့်တင်ပြင်ခွေတော်မူစင်းတုတော်ကြီးများကိုဖူးမြော်နိုင်သည့်ကြောက်စာနှင့်မင်းစာရှေးဟောင်းမုံဘာသာကြောက်စာများနှင့်ခေတ်ဆက်မှအလူရှင်များ၏မှတ်တမ်းများကိုတွေ့ရှိနိုင်သည်တဘာဝအလှပါဂူဤဘေးဘက်ရှိလေကားများမှတဆင့်တောင်ပေါ်သို့တက်ရောက်ကပတ်ဝန်းကျင်ရှုခင်းများကိုကြည့်ရှုနိုင်သည်ကော့ကုန်းကူသို့တွားရောက်လည်ပတ်လိုပါကဘားအံမြို့မှနေချင်းပြန်ခီးစဉ်အဖြစ်တွားရောက်နိုင်ပြီးအနီးနားရှိရသိပြန်ကူနှင့်လည်းတစ်ဆက်တည်းလည်ပတ်နိုင်သည်